ရှူတာစူးစမ်းစွာရှာဖွေထားတဲ့ငွေတွေနဲ့တိန်းတောင်းကျော်ရန်ကွန်တိုတိုက်ခတ်ခြင်းဝယ်နိုင်သွားခဲ့တဲ့ဖြိုးမြတ်အောင်မင်္ဂလာပါပရိသတ်ကြီးမြန်မာ Idol Season 3ဝင်နာဖြိုးမြတ်အောင်ကအေယာဝတီတိုင်းဟင်္သာမြို့ကနေစူးစမ်းလာခဲ့သူတစ်ယောက်ဖြစ်ပြီးနာမည်ကြီးဆိုတော်တစ်ယောက်ဖြစ်လာခဲ့ပါသည်အောင်မြင်တဲ့အဆိုတော်ဖြစ်နေပေမဲ့လည်းမာမာနမရှိသလိုပရိဟိတလုပ်တွေကိုလည်းတက်တက်ကြွကြွလုပ်တတ်ပါသည်ဖြိုးမြတ်အောင်ကိုတောကနေအောင်မြင်လာတယ်ဆိုပြီးအချို့ကတော့အထင်မကြီးချင်ကြပါဘူးရှူတာစူးစမ်းအေယာဝတီသားဆိုတဲ့စကားတိုင်းဖြိုးမြအောင်ကအဆိုပြိုင်ပွဲကိုဝင်ပြပြီးအရေးချင်းရှိတဲ့အဆိုတော်တရားဖြစ်လာခဲ့ပါတယ်။အနုပညာကျေးတွေကိုစွတ်ဆောင်မိတဲ့ဖြိုးမြအောင်ကအခုတော့သိန်းပေါင်း12000တန်ကိုနိုတိုက်ခန်းကြီးကိုဝယ်ယူလိုက်ပါပြီ။သူဝယ်လိုက်တဲ့ကိုနိုတိုက်ခန်းကတော့တောင်ဝင်မြို့နယ်မှာတည်ရှိပြီးအခန်းကျဲတဲ့ကိုနိုတိုက်ခန်းဖြစ်ပါတယ်။ဒီတိုက်ခန်းကိုတော့ဂျွန်လင်ထံကနေတဆင့်ဝယ်ယူလိုက်တာဖြစ်ပြီးစစ်သူနဲ့သူလက်ထပ်ပြီးနေထိုင်မဲ့တိုက်ခန်းဆိုပြီးတော့ပြောပြထားပါတယ်။ဂျွန်လင်ကအင်းရှာမီလုပ်ငန်းကိုလောက်ကနေသူတရားဖြစ်တာကြောင့်ဖြိုးမြောက်ကဂျွန်လင်ထံကနေတဆင့်ဝယ်ယူလိုက်တာပါဂျွန်လင်နဲ့ဖြိုးမြောက်ကရင်းနှီးရဲ့ဆက်ဆံရေးရှိပြီးဖြိုးမြောက်အတွက်တေချာရှာဝေပေးထားဖြစ်ပါတယ်ဟင်းသရမြို့ကနေစ조사လေဖြိုးမြောက်ကအခုဆိုရင်တော့ကွန်တိုတိုက်ခန်းကြီးတစ်ခန်းတော့ပိုင်ဆိုင်သွားပါပြီတိမ်ပေါင်12000တန်းကွန်တိုကြီးကိုတော့ဝယ်နိုင်တဲ့ဖြိုးမြောက်ကိုတော့ပြည်သက်တွေကအံ့ဩနေကြပါတယ်အဆိုတော်အလုပ်ပြင်သူ့ရဲ့စာတိမှာလည်းအခြားလုပ်ငန်းတွေကိုလည်းပိုင်ဆိုင်ထားပါသေးတယ်။အနေအထိုင်သူတိတ်သူဖြစ်တာကြောင့်ဖြိုးမြောက်ကသူ့အကြောင်းတွေကိုပြောလို့မရှိပဲအေးစစ်စစ်ပဲနေထိုင်တတ်ပါရီ။ပိုင်ဆိုင်မှုတွေကိုလည်းထုတ်ကြတတ်သူမရှိတာကြောင့်သူတို့တသိနေထိုင်တတ်ပြီးတိမ်မောင်တောင်းချီစုမိသွားခဲ့တာပါ။တိမ်မောင်12000ရအောင်ရိုးသားဆောင်နဲ့ရှာဝေခဲ့တာဖြစ်ပြီးအခုတော့ကိုပိုင်ကွန်ဒိုတိုက်ခန်းလေးတစ်ခန်းကိုရှာသွားပါပြီ။ဖြိုးမြောက်တို့ကအရင်ကတော့ဟင်္သာမြို့မှာနေထိုင်ခဲ့ရဖြစ်ပြီးအဆိုတော်ဖြစ်ပြီးနောက်ပိုင်းမှာရှန်ကုန်မှာပဲလာရောက်နေထိုင်ခဲ့ပါတယ်။အိမ်နဲ့ကြိုးပြီးတဲ့ဖြိုးမြောက်ကဟင်းသရမှာလည်းအိမ်လေးတစ်လုံးကိုတော့သူ့ငယ်ကလေးကမိဘတွေကဝေထားပေးသားဖြစ်ပါတယ်။သူ့မွေးဖွားတော့ကငားနေကြတဲ့အိမ်လေးကဖြိုးမြောက်ကြီးပြင်းလာတဲ့အချိန်မှာတော့ပြန်ဝယ်သွားနိုင်ခဲ့ပါတယ်။ရှန်ကုန်မှာအလုပ်လုပ်ရင်းနဲ့လာရောက်နေထိုင်ခဲ့တဲ့ဖြိုးမြောက်ကအခုလေကွန်ဒိုတိုင်ခန်းကြီးတစ်ခန်းကိုပိုင်ဆိုင်သွားပြီဖြစ်ပြီးသူ့ရဲ့ပိုင်ဆိုင်မှုတွေကတော့အားကျလောက်ဆရာပါပဲ။ဖြိုးမြောက်ကလွန်ခဲ့တဲ့လပိုင်းကလည်းနာမည်ကြီးလုပ်ငန်းစုတစ်ခုကတထေးသမီးတယောက်နဲ့လည်းတရင်နဲ့ထွက်ပေါ်ခဲ့ပါသေးတယ်။အဲ့ဒီနောက်မှာတော့ဖြိုးမြောက်ကကွန်ဒိုတိုက်ခန်းကြီးကိုဝယ်လိုက်ပြပြကြောင်းဖြိုးမြောက်တယောက်တကယ်ပဲလက်ထတော့မှလာလို့သိချင်နေကြပါရီ။အဆိုတော်ဖြစ်ရိုးသားရှာဝေထားတဲ့ငွေတွေနဲ့32000တန်ကွန်ဒိုတိုက်ခန်းကြီးကိုဝယ်လိုက်တဲ့ဖြိုးမြောက်ကိုတော့ပြိသက်ကြီးရောအားကျနေပြီလားဆိုတာကိုမမပြောပြခဲ့ပါအောင်နော်။ဟုတ်ကဲ့ပါ။ဒီနေ့တော့ဒီလောက်နဲ့ပဲကျန်လာလိုက်ပါစေ။အခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေဖြစ်လို့ကျမတို့ရဲ့ channel လေးကိုလည်းအားပေးကြပါအောင်နော်အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ဆက်နိုင်ကိုလည်းအထူးကျေးဇူးတင်ကြောင်းပြောကြားလိုက်ပြပါစေရှင်